ဘဝကိုကြမ်းကြမ်းတမ်းတမ်းဖြတ်တန်းခဲ့ရတဲ့တိုးရှိဟာအခုတော့အတိုးကြီးပေးအကျွေးတောင်းတဲ့လောကထဲရောက်နေပါပြီသူ့ဘေးမှာတော့အမြဲတမ်းတတွဲရှိနေတဲ့တပည့်ကျော်စုံပေးလဲရှိတာပေါ့ဒီနေ့သူတို့ရဲ့ပြစ်မှတ်ကတော့အကျွေးမဆက်ပဲထွက်ပြေးနေတဲ့ကြောင်မင်းဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်မျက်စိလေးနဲ့တိုးရှိတယောက်လူအုပ်ကြားထဲမှာကြောင်မင်းကိုချက်ချင်းရှာတွေ့သွားပြီးလမ်းပိတ်စီးလိုက်ပါတယ်ကြောင်မင်းရဲ့လက်ကိုတော့သမီးငယ်လေးချောင်းကြီးကမြဲမြဲကင်ထားရှာတယ်ကြောင်မင်းကတော့သူ့ယောက်ျားဆုံးသွားလို့အခြေအနေမဟန်ကြောင်းအကျွေးဆက်ဖို့အင်အားမရှိကြောင်းငိုယိုပြီးအတနာခံနေပါတယ်ဒီစကားတွေကိုကြားတော့စိတ်နှူးတဲ့စုံပေးတယောက်စိတ်မကောင်းဖြစ်သွားပေမဲ့အတွေ့အကြုံရင်းနဲ့တိုးရှိကတော့အမှုမထားပါဘူးသူကအကျွေးစရင်ကိုထုတ်ပြပြီးဒီလထဲမှာအပိဆက်ဖို့ရာဇတန်ပေးလိုက်ပါတယ်အခြေတင်ဖြစ်နေတော့မှပဲသမီးငယ်လေးချောင်းဤကသူ့အမေကိုကာကွယ်ဖို့တိုးရှိကိုအားကုန်တုံးပြီးစိတ်လိုက်ပါတော့တယ်ကလေးမလေးရဲ့ဒီပြုမှုကတိုးရှိကိုပိုပြီးစိတ်ပိုင်းဖြစ်သွားစေပါတယ်သူကပတ်စံမရှိရင်အာမခံတစ်ခုခုတော့ထားခဲ့ရမယ်ဆိုပြီးချောင်းဤကိုအတင်းဆွဲခေါ်သွားပါတော့တယ်ကြောင်မင်းကိုလည်းမနက်ဖြန်ညနေ4နာရီမှပတ်စံယူလာပြီးမှကလေးကိုလာရွေးလို့တတိပေးလိုက်ပါတယ်ကားပေါ်မှာတော့တိုးရှိဟာလူကျန်းကြီးလိုဟန်ဆောင်ထားပေမဲ့ငိုနေတဲ့ချောင်းဤကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေရှာပါတယ်သူကကားပေါ်ကအယုတ်ကလေးကိုပေးပြီးကလေးကိုချုပ်ဖို့ကြိုးစားပါသေးတယ်မင်းအမေပတ်စံလာပေးတာနဲ့မင်းကိုပြန်လွတ်ပေးမှာပါလို့ပြောပေမဲ့ချောင်းဤရဲ့မျက်ရည်တွေကတော့တားမရအောင်ကျဆင်းနေစေပါအိမ်ရောက်တဲ့အခါမှာတော့စုံပေးကကလေးကိုခိုးလာတဲ့ကိစ္စအတွက်စိုးရိမ်နေပါတယ်အမေဖြစ်သူကရဲတိုင်ရင်ဒုက္ခရောက်ကုန်မယ်လို့တတိပေးပေမဲ့တိုးရှိကတော့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်သူ့အမေကတရားမဝင်နေထိုင်သူဖြစ်လို့ရဲကိုလုံးဝတိုင်ရဲမှာမဟုတ်ဘူးတဲ့တကယ်ပဲချောင်းဤလေးတယောက်သူ့အမေစီကိုပြန်ရောက်နိုင်ပါမလားသမီးလေးကိုပြန်ခေါ်ဖို့အတွက်ကြောင်မင်းတယောက်သူ့ယောက်ျားအရင်ကအလုပ်လုပ်ခဲ့တဲ့စက်ရုံကိုတွားပြီးအကျွေးတောင်းခဲ့ပါတယ်ဒါပေမဲ့စက်ရုံပိုင်ရှင်ကတော့ပတ်စံတွေကိုသူ့ယောက်ျားကအကုန်ယူသွားပြီလို့ပြောပြီးသူ့ကိုမောင်းထုတ်လိုက်ပါတော့တယ်အားကိုးရမဲ့သွားတဲ့ကြောင်မင်းဟာအဝေးကအမျိုးတယောက်စီကနေပတ်စံချေးပြီးတိုးရှိစီကိုဖုံးဆက်လိုက်ပါတယ်မနက်ဖြန်မနက်9နာရီမှာပတ်စံလာပေးမယ်လို့ကတိပေးခဲ့ပေမဲ့ကံကြမ္မာကတော့သူ့ဘက်မှာရှိမနေခဲ့ပါဘူးစက်ရုံပိုင်ရှင်ကကြောင်မင်းဟာတရားမဝင်နေထိုင်သူဖြစ်ကြောင်းရဲကိုတိတ်တဆိတ်သတင်းပေးလိုက်လို့သူဟာဖမ်းဆီးခံလိုက်ရပါတယ်တစ်ဖက်မှာလည်းတိုးရှိနဲ့စုံပေးလို့ဟာကလေးမလေးကိုကားထဲမှာထားပြီးကြောင်မင်းကိုစောင့်နေခဲ့ကြပါတယ်ဒါပေမဲ့အချိန်တွေသာကုန်သွားတယ်ကြောင်မင်းရောက်မလာခဲ့ပါဘူးတိုးရှိတို့ခဏအိပ်ပျော်သွားတဲ့အချိန်မှာသမီးငယ်လေးချောင်းကြီးဟာကားတကားကိုဖွင့်ပြီးထွက်ပြေးသွားပါတော့တယ်တိုးရှိတို့နိုးလာတဲ့အခါမှာတော့ကလေးမလေးပျောက်နေတာကိုသိပြီးပြပြတလဲလိုက်ရှာကြပေမဲ့ဘလို့မှရှာမတွေ့တော့ပါဘူးတိုးရှိရဲ့အထက်လူကြီးကလည်းဒီသတင်းကိုကြားတော့ကလေးကိုအခုချက်ချင်းပြန်ပို့ပါဆိုပြီးဒေါသတကြီးအမိန့်ပေးလိုက်ပါတယ်နောက်ရက်မှာတော့တိုးရှိစီကိုရဲစခန်းကဖုံးဝင်လာပါတယ်ကြောင်မင်းဟာတရားမဝင်နေထိုင်မှုနဲ့ပြည်နှင်တဲ့အပေးခံရတော့မှမို့သူ့ကိုတွေ့ကျင်တယ်လို့ပြောလာပါတယ်တိုးရှိရောက်သွားတဲ့အခါမှာတော့ကြောင်မင်းဟာသမီးလေးရဲ့တပ်ပုံနဲ့ကစားစရာလေးကိုတိုးရှိလက်ထဲထည့်ပေးပြီးသမီးလေးကိုခဏလောက်ထပ်ဆောင်ရှောက်ပေးဖို့ငိုယိုပြီးတောင်းပန်ခဲ့ပါတယ်တိုးရှိကမင်းတို့ကငါ့ကိုပတ်စံလဲမပေးဘဲကလေးပါထားခဲ့ချင်တာလားလို့ပြောပေမဲ့ကြောင်မင်းရဲ့မျက်ဝန်းထဲကမိခင်မြတ်တာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ကြောင်မင်းရဲ့အိမ်ကိုတွားကြည့်တဲ့အခါမှာချောင်းဤလေးခြံထားခဲ့တဲ့ဖက်နှက်လေးတစ်ဖက်နဲ့အမေကိုတွားရှာမယ်ဆိုတဲ့စာတိုလေးကိုတွေးလိုက်ရတဲ့အခါတိုးရှိတယောက်ရင်ထဲမှာစိုးနှင်သွားပါတော့တယ်မိခင်ဖြစ်သူနဲ့ကွဲကွာသွားတဲ့သမီးငယ်လေးချောင်းဤဟာသူစိမ့်ပြင်ပလောကကြီးထဲမှာတယောက်တည်းအကူရမဲ့ခြေဦးတဲ့ရာလျှောက်သွားနေပါတယ်အမောင်ထုကြီးစိုးနေတဲ့ညွန့်နက်ပိုင်းမှာကလေးမလေးတယောက်တည်းမျက်ရည်တွေနဲ့လမ်းပြောင်းနေရှာတာပါအဲ့ဒီအချိန်မှာပဲလမ်းဘေးကလေလွင့်နေတဲ့လူဆိုးတစုကချောင်းဤလေးကိုတွေ့သွားပြီးမကောင်းတဲ့အကြံတွေနဲ့ချင်းကပ်လာပါတယ်တယောက်ကငါနဲ့လိုက်ခဲ့မလားမင်းကိုကလေးတွေအများကြီးရှိတဲ့စီခေါ်သွားပေးမယ်လို့လှည့်ဖျားပြီးချောင်းဤကိုအတင်းအဓမ္မဆွဲခေါ်ဖို့ကြိုးစားပါတော့တယ်ချောင်းဤလေးကတော့အာကိုတကြီးအော်ဟစ်ငိုယိုပြီးရုန်းကန်နေပေမဲ့ကလေးလေးရဲ့အားကလူကြီးတယောက်ကိုဘလို့မှမရှင်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲကယ်တင်ရှင်ကြီးတိုးရှိတယောက်ကောင်းကင်ကကြာလာတယ်လို့ရောက်လာပြီးလူဆိုးကိုအားရပါရကန်ထုတ်လိုက်ပါတယ်တိုးရှိဟာချောင်းဤလေးကိုကယ်တင်လိုက်ယုံတယ်မကပဲသူ့ရဲ့အရင်ကမာကြောတဲ့စိတ်တွေလည်းပြောကြသွားပါတယ်ချောင်းဤလေးကတိုးရှိရဲ့အင်ဂျီကိုမြဲမြဲကင်ပြီးအမေကိုရှာပေးပါအမေကဖုန်းခေါ်ရင်လည်းမကင်တော့ဘူးပါလို့ငိုပြီးအကူအညီတောင်းရှာပါတယ်တိုးရှိဟာကြောင်မင်းပြန်မလာနိုင်တော့တာကိုသိနေပေမဲ့ကလေးမလေးရဲ့စိတ်ကိုနှစ်သိမ့်ဖို့အတွက်လိန်ညာခဲ့ရပါတယ်မင်းအမေကတရုတ်ပြည်မှာပတ်စံသွားရှာနေတာမင်းလိမ့်မနဲ့စာကြိုးစားနေရင်သူပြန်လာလိမ့်မယ်လားလို့အပေးစကားပြောလိုက်ပါတယ်ကားပေါ်မှာတော့တိုးရှိဟာချောင်းဤလေးကိုကြည့်ပြီးပထမဆုံးအကြိမ်ဖြစ်ရင်ထဲကနေတနာကျင်နာမှုတွေခံစားလာရပါတယ်မိခင်နဲ့မခွဲနိုင်ပဲငိုနေတဲ့ချောင်းဤလေးကိုကြည့်ပြီးတိုးရှိတယောက်ဒီကလေးမလေးကိုသူ့သမီးအရင်လေးလိုပဲစောင့်ရှောက်ပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီလိုနဲ့သူစိမ့်နှစ်ယောက်ရဲ့ဘဝခရီးတစ်ကစတင်ခဲ့ပါပြီအကျွေးအတွက်အပေါင်းဖြစ်ဖမ်းဆီးခံလိုက်ရတဲ့ချောင်းဤဆိုတဲ့ကောင်မလေးဟာသူ့အမေစီအမြန်ဆုံးပြန်နိုင်ဖို့အတွက်အိမ်ရဲ့အလုပ်ကျွေးမှန်သမျှကိုအတတ်တရောကူညီပေးခဲ့ပါတယ်သူဟာအရွယ်နဲ့မမျှအောင်လူကြီးဆန်ပြီးအိမ်ထဲကနေရာတိုင်းကိုပြောင်းစင်နေအောင်တိုက်ချွတ်စေကြောပေးခဲ့တာပါဒါကိုမြင်ရတဲ့အကျွေးတောင်းသူတိုးရှိဟာအပြင်ဘက်မှာစိတ်ချမ်းကိုချမ်းနဲ့အကျွေးရဖို့ပဲတည်တယ်ဆိုပေမဲ့တကယ်တော့သူဟာနှလုံးသားနုသူတယောက်ပါကလေးမလေးရဲ့လက်မှာထိခိုက်ဒဏ်ရာရှိမရှိခိုးကြည့်တတ်တယ်လို့သူ့ရဲ့ဖြောရည်ကိုတောင်ချမ်းရည်ကိုအရင်တိုက်တတ်ပါသေးတယ်တနေ့မှာတော့ချောင်းဤရဲ့ဦးလေးစီကနေအကျွေးတစ်ဝက်အရင်ဆက်မယ်ဆိုတဲ့ဖုန်းဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲတိုးရှိတို့ဟာဒီကလေးမလေးရဲ့နာမည်ဟာလီချောင်းဤဖြစ်ပြီးအသက်12ပဲရှိသေးမှပထမဆုံးသိလိုက်ရတာပါတိုးရှိရဲ့နာမည်ကကြောက်ခဲလို့အတိတ်ပဲရတာကြောင့်ချောင်းဤကရင်မောပြီးသူ့ကိုစောင့်ဖို့တန်ဖိုးရှိတဲ့လူဆိုတဲ့နာမည်တစ်လေးပေးလိုက်ပါတယ်အမေစီပြန်ရတော့မဲ့ချောင်းဤအတွက်တိုးရှိတို့တငယ်ချင်း2ယောက်ဟာအဝတ်စားလှလေးတွေဝယ်ပေးစားချင်တာတွေကြွေးခဲ့ပါတယ်ချောင်းဤအရန်ကြည့်ချင်နေတဲ့ဖျော်ဖြေပွဲကိုလည်းလက်မှတ်ခဆေးကြည့်ပေမဲ့ခိုးဝင်ပြီးတော့တောင်ကြည့်ပေးခဲ့ကြပါတယ်ချောင်းဤလေးပျော်နေတာကိုကြည့်ပြီးသူတို့ပါလိုက်ပျော်နေကြတာပါဖျော်ဖြေပွဲအပြီးမှာချောင်းဤကအိုင်တော်ရဲ့ CD နဲ့ပိုစတာလေးလိုချင်နေပြန်ပါတယ်ပတ်စံနှမျောတက်တဲ့တိုးရှိတယောက်ဝန်ထမ်းတွေရဲ့တမီးလေးအတွက်ဆိုတော့ဖေကတကယ်ဂရုစိုက်တာပဲဆိုတဲ့စကားကြောင့်သူ့ရဲ့လှုပ်ဝက်ထားတဲ့ပတ်စံတွေကိုခြေအိတ်ထဲကနေထုတ်ပြီးဝယ်ပေးလိုက်ပါတော့တယ်အိမ်ပြန်လမ်းမှာတော့ချန်ရီဟာတိုးရှိကိုဖတ်ပြီးကျေးဇူးတင်စကားတွေတွတ်ပြောနေပါတော့တယ်
တိုးရှိကဒီလောကမှာငါကလွဲရင်ကြံတဲ့ယောက်ျားတွေအကုန်လုံးကလူဆိုးတွေလို့တတိပေးချိန်မှာချန်ရီကဦးလေးကရောလူဆိုးပဲလားလို့မေးခွန်းထုတ်ခဲ့ပါတယ်အမုန်းနဲ့စတင်ခဲ့ပေမဲ့အဆုံးသတ်မှာတော့သူတို့ဟာတယောက်နဲ့တယောက်ခွဲလို့မရတဲ့မိသားစုလိုတန်ရောစင်တွေညှိတွယ်သွားခဲ့ကြပါပြီနှုတ်ဆက်ရတော့မဲ့နောက်ဆုံးညမှာတိုးရှိတို့တငယ်ချင်းတစ်ယောက်ဟာကြောင်အီလေးအတွက်ကိတ်မုံလေးနဲ့အတူခွဲခွာခြင်းအထိမ့်မှတ်လုပ်ပေးခဲ့ပါတယ်ပါဇက်ကသာအကျွေးရရင်ပြီးရောလို့ပြောနေပေမဲ့ဝူရှိရဲ့ရင်ထဲမှာတော့ဒီကလေးမလေးကိုခွဲရမှာတကယ်ကိုဝမ်းနည်းနေခဲ့တာပါနောက်တနေ့ကားကိတ်မှာတော့တိုးရှိဟာကြောင်အီကိုတွတ်တွတ်မှနေပါတော့တယ်ဘသူနဲ့မှစကားမပြောနဲ့ဖုန်းဆက်ရင်ချက်ချင်းကင်ဆိုပြီးဖေဖေတယောက်လိုဂယုစိုက်ပြနေခဲ့တာပါကြောင်အီလေးဝမ်းနည်းနေတာကိုမြင်တော့သူအရန်လိုချင်နေတဲ့ CD ပလေးရလေးကိုပါခိုးဝယ်ပြီးလက်ဆောင်ပေးလိုက်ပါသေးတယ်ကြောင်အီလေးကတော့သူ့ကိုတကယ်ချစ်တဲ့ဦးလေးကိုကျေးဇူးတင်လို့တင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြောင်အီကိုလာခေါ်မဲ့အဖိုးကြီးရောက်လာပါတယ်ဒါပေမဲ့အဲ့ဒီလူဟာကြောင်အီရဲ့နာမည်ကိုတောင်တေချာမသိတဲ့အပြင်ဝူရှိစီကနေအကျွေးပြေစာကိုတောင်တောင်းဆိုနေခဲ့တာပါတိုးရှိဟာအဲ့ဒီလူကိုကြည့်ပြီးစိတ်မချဖြစ်နေပေမဲ့လည်းကြောင်အီလေးကိုမိသားစုစီပြန်ပို့ပေးဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးသူဟာကြောင်အီလက်ထဲကိုဓာတ်ပုံလေးတစ်ပုံထည့်ပေးလိုက်ပြီးမင်းအမေကမင်းကိုတေချာပေါက်လာရှာလိမ့်မယ်လို့အားပေးစကားဆိုခဲ့ပါတယ်ဦးလေးရဲ့ဖုန်းနံပါတ်ကိုမှတ်မိလားလို့မေးတဲ့အခါကြောင်အီကဦးလေးရဲ့မွေးနေ့ဖြစ်တဲ့3623ဆိုပြီးချက်ချင်းဖြေနိုင်ခဲ့ပါတယ်ကြောင်အီလေးကားပေါ်တက်သွားတဲ့အထိတိုးရှိဟာမျက်တောင်မခတ်တန်းကြည့်နေခဲ့ပြီးသူ့ရဲ့မျက်ဝန်းမှာတော့မျက်ရည်တွေဝိုင်းနေခဲ့ပါပြီကြောင်အီလေးထွက်သွားပြီးတဲ့နောက်တိုးရှိဟာအရာအလုံးကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားနေရပါတယ်ပါဇက်ကတော့ငါနဲ့ဘာဆိုင်လို့လဲလို့ပြောနေပေမဲ့သူ့ရဲ့ရင်ထဲမှာတော့ကလေးမလေးအတွက်စိုးရိမ်စိတ်တွေတဖွာဖွာဖြစ်နေခဲ့တာပါတိုးရှိဟာကြောင်အီစီကိုဖုန်းတွေအကြိမ်ကြိမ်ဆက်ခဲ့ပေမဲ့ဘလို့မှဆက်သွယ်လို့မရခဲ့ပါဘူးအချိန်တွေကြာလာလေသူပိုပြီးစိတ်မအေးဖြစ်လာလေပါပဲနောက်ဆုံးမှာတော့သူဟာမတင်ကာတာနဲ့ကြောင်အီကိုလာခေါ်သွားတဲ့အဖိုးကြီးရဲ့နောက်ကျောင်းကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်စုံစမ်းရင်းနဲ့တီးလိုက်ရတာကတော့အဲ့ဒီအဖိုးကြီးဟာကြောင်အီရဲ့ဦးလေးမဟုတ်တယ်လို့သူပေးခဲ့တဲ့ဖုန်းနံပါတ်ကလည်းအတူကြီးဖြစ်နေတာပါဒေါသအလိမ့်လိမ့်ထွက်သွားတဲ့ဝူရှိဟာအဲ့ဒီအဖိုးကြီးကိုလိုက်ရှာပြီးလဲပင်းညစ်မေးပါတော့တယ်အဲ့ဒီအခါမှာတော့တုံးလို့စရာအမှန်တရားကိုတီးလိုက်ရပါတယ်အဲ့ဒီလူယုံမာဟာကြောင်အီလေးကိုပတ်စံနဲ့ပြန်ရောင်းစားလိုက်တာပါဝူရှိရဲ့ဒေါသဟာထိမ့်မနိုင်တိတ်မရဖြစ်သွားပြီးအဖိုးကြီးကိုလူမဆန်အောင်ထိုးချိတ်ပါတော့တယ်မင်းတာကိုလူလို့ခေါ်ဦးမလားဆိုပြီးဟိန်းဟောက်နေတဲ့ဝူရှိရဲ့မျက်ဝန်းမှာတော့နောင်တနဲ့ဒေါသတွေရောပြွမ်းနေပါတယ်တစ်ဖက်မှာလည်းကြောင်အီလေးဟာအရက်ဆိုင်တစ်ခုရဲ့နောက်ဖေးကမ်းမှာအဝတ်စုပ်တွေနဲ့အလုတ်ကျန်းတွေလုံနေရရှာပါတယ်အနိုင်ချင်းခံနေရတဲ့ကြောင်အီလေးဟာတကူလုံးဒဏ်ရာတွေနဲ့ငိုကြွေးနေရပါတယ်သူမဟာဝူရှိမှာထားတဲ့အတိုင်းဖုန်းနံပါတ်ကိုမမေ့မလျော့ပဲခိုးပြီးဖုန်းဆက်ဖို့ကြိုးစားခဲ့ပါတယ်နောက်ဆုံးမှာတော့ဝူရှိရဲ့ဖုန်းထဲကိုကြောင်အီလေးစီကငိုတန်ပါတဲ့ဖုန်းဝင်လာပါတော့တယ်ဦးလေးသမီးကြောက်တယ်ဆိုတဲ့ကြောင်အီရဲ့စကားတန်ကြောင့်ဝူရှိတယောက်ရင်ခွဲမတက်ခံစားလိုက်ရပါတယ်သူဟာကြောင်အီလေးရှိတဲ့နေရာကိုအတင်းမေးပြီးဘဲမှမသွားနဲ့ဦးလေးအခုချက်ချင်းလာခဲ့မယ်လို့အပေးစကားဆိုလိုက်ပါတယ်ကြောင်အီလေးကိုညကလက်တစ်ခုစီရောင်းစားလိုက်မှတိလိုက်ရတဲ့အချိန်မှာတော့ဝူရှိနဲ့သူ့တငယ်ချင်းတို့ဟာအသက်ကိုပဒါနာမထားပဲကဲထုတ်ဖို့ပြင်ဆင်ကြပါတော့တယ်လူချမ်းကြီးတွေဖြစ်ပေမဲ့ကလေးမလေးတယောက်ရဲ့ငိုတန်ကသူတို့ရဲ့နှလုံးသားကိုအပြင်းထန်ဆုံးရိုက်ခတ်သွားခဲ့ပါပြီတိုးရှိဟာတစ်စက္ကန့်လေးတောင်မဆိုင်မတွားပဲကြောင်အီလေးကိုကဲထုတ်ဖို့အတွက်ဖူဆန်မြို့ကိုညာရင်းချင်းအပြင်းနေခဲ့ပါတယ်ဖူဆန်ကိုရောက်ချင်းတိုးရှိဟာကေယောင်အီရှိနေတဲ့ညကလက်ကိုဝှက်ရှာခဲ့ပါတယ်အဲ့ဒီအချိန်မှာတနာစရာကောင်းလာတဲ့ကြောင်အီလေးဟာထောက်တနေရမှာတုံရင်နဲ့ပုံအောင်နေရရှာပါတယ်တကူလုံးလဲဒဏ်ရာတွေနဲ့ပြင်းနေလို့နေတာပါတိုးရှိရဲ့ခေါ်တံကိုကြားလိုက်ရတဲ့အခါမှာတော့ကြောင်အီလေးဟာသူမရဲ့ကြောက်စိတ်နဲ့ဝမ်းနည်းမှုတွေကိုမထိန်နိုင်တော့ပဲငိုယိုပြီးပြေးထွက်လာပါတော့တယ်ဦးလေးဆိုတဲ့ကြောင်အီရဲ့အတန်ဟာတိုးရှိရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့ခံစားရစေပါတယ်ဒဏ်ရာတွေနဲ့ကလေးမလေးကိုမြင်လိုက်ရတဲ့အခါတိုးရှိဟာဘာကိုမှဂယုမစိုက်တော့ပဲမှန်တကားကိုလက်သီးနဲ့ထိုးခွဲပြီးသူမကိုအတင်းပွေ့ဖက်လိုက်ပါတော့တယ်ဒီအချိန်မှာကြောင်အီဟာသူ့အတွက်အပေါင်ပစ္စည်းတစ်ခုမဟုတ်တော့ပဲသူ့ရဲ့မျက်မှောက်ထဲကတန်ဖိုးအရှိဆုံးသမီးလေးတစ်ယောက်လိုဖြစ်သွားခဲ့ပါပြီတိုးရှိဟာကလေးမလေးကိုပွေ့ချပြီးကားစီကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့ကြောင်ရီကိုနှိပ်စက်ခဲ့တဲ့မိမကြီးကနောက်ကနေလိုက်လာပြီးငါလူကိုလာခိုးလာလားလို့အော်ဟစ်လိုက်တဲ့အခါတိုးရှိရဲ့ဒေါသဟာအထွတ်ထိပ်ကိုရောက်သွားပါတော့တယ်သူဟာအဲ့ဒီမိမရဲ့လေပင်ကိုညှစ်ပြီးကလေးတစ်ယောက်လုံးဒီလောက်ဒဏ်ရာရနေတာကိုစေးရုံမပို့ပဲနှိပ်စက်ရက်တလားနင်ကရောလူမဟုတ်ရဲ့လားလို့ဒေါသတကြီးမေးခွန်းထုတ်ခဲ့ပါတယ်အိမ်ပြန်လမ်းမှာကြောင်ရီဟာတိုးရှိရဲ့လက်ကဒဏ်ရာတွေကိုမြင်ပြီးဝမ်းနဲ့ပူဆွေးစွာနဲ့တုပ်ပေးနေရှာပါတယ်သူတို့နှစ်ယောက်ဟာအခုဆိုရင်အချင်းချင်းအတွက်အရေးပါဆုံးသူတွေဖြစ်နေကြပါပြီတိုးရှိရဲ့နှွေးထွေးတဲ့ရင်ခွင်ထဲမှာကြောင်ရီလေးဟာကြောက်ရွံ့မှုတွေကင်းစင်ပြီးနှစ်ချိုက်စွာအိပ်ပျော်သွားခဲ့ပါတယ်ဒါဟာသူမအတွက်အလုံးကြုံဆုံးနဲ့အနှွေးထွေးဆုံးသောစိတ်ကန်းတစ်ခုပါပဲကလေးမလေးရဲ့မျက်နှာပေါ်ကဒဏ်ရာတွေဟာသူ့ရင်ကိုအမြဲနာကျင်စေတာမို့တိုးရှိဟာမိမိရဲ့တခုတည်းသောအဖော်ဖြစ်တဲ့ကားအဟောင်းလေးကိုတော့မနှမျောပဲရောင်းချလိုက်ပါတယ်ရလာတဲ့ပတ်စံနဲ့ကြောင်အီလေးကိုအကောင်းဆုံးခွဲစိတ်ကူတာမှုတွေလုပ်ပေးခဲ့တယ်လို့ကြောင်ကောင်းကောင်းမှပညာသင်စေခြင်းနဲ့ဆန္ဒကလည်းပြင်းပြနေခဲ့တာပါဒါပေမဲ့နိုင်ငံသားမပုံတင်မရှိတဲ့ကလေးတစ်ယောက်အတွက်ကြောင်တက်ဖို့ဆိုတာအခက်အခဲပေါင်းများစွာရှိနေခဲ့ပါတယ်ကြောင်အီလေးဟာသူ့အမေပြန်လာမှကိုပဲမျှော်လင့်နေတာမို့တိုးရှိကိုအဖေလို့ခေါ်ဖို့ညှင်းဆန်နေခဲ့ပေမဲ့စောင်းပေးရဲ့ဖြောင်းဖြမှုကြောင့်နောက်ဆုံးမှာတော့လက်ခံလိုက်ပါတယ်ကျောင်းတက်ခွင့်ရဖို့အတွက်ဖခင်နေရာကနေလက်မှတ်ထိုးပေးခဲ့တဲ့အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာတွေးသားမတော်ဆက်ပေမဲ့ကံကြမ္မာကပေးအပ်လိုက်တဲ့အဖေနဲ့သမီးတွေဖြစ်လာခဲ့ကြပါတယ်။နှစ်တွေကြာလာတာနဲ့အမျှတိုးရှိရဲ့ဂရုစိုက်မှုတွေကပိုတိုးလာခဲ့ပါတယ်။မနက်တိုင်းအာဟာရပြည့်တဲ့ဟင်းမယ်တွေနဲ့ထမင်းမှုလေးတွေကိုကိုယ်တိုင်ပြင်ပေးပြီးကျောင်းလိုက်ပို့ခဲ့တာပါ။ကျောင်းအီလေးကလည်းသူ့အဖေရဲ့မျှော်လင့်ချက်အတိုင်းပညာရေးမှာထူးချွန်ပြီးဂုဏ်ယူစရာသမီးကောင်းလေးဖြစ်လာခဲ့ပါတယ်။မူလာတန်းကနေတက္ကသိုလ်အထိအောင်မြင်မှုလှေကားထစ်တိုင်းမှာတောက်ရှိဟာအရေးတစ်ခုလိုအနားမှာအမြဲရှိနေပေးခဲ့ပါတယ်။သမီးလေးအရွယ်ရောက်လာပြီးချစ်သူထားတဲ့အခါမှာတော့အဖေဖြစ်သူတိုးရှိတယောက်စိုးရိမ်စိတ်တွေနဲ့တဝင်းတိုးပြနေတာကတကယ်ကိုချစ်စရာကောင်းလာပါတယ်
ကျွေးမိကနေစတင်ခဲ့တဲ့တန်ရောစင်ဟာအခုတော့ဘယ်အရာနဲ့မှလဲလို့မရတဲ့မိသားစုမြတ်တာအဖြစ်ပြောင်းလဲသွားခဲ့ပါပြီဒီဇာတ်ကားလေးဟာလူသားချင်းစာနာမှုနဲ့စစ်မှန်တဲ့မြတ်တာအကြောင်းကိုအကောင်းဆုံးပုံဖော်ထားတာပဲဖြစ်ပါတယ်မမျှော်လင့်ပဲဝင်လာတဲ့ဖုန်းတန်တစ်ခုကဝူရှိနဲ့ဂျောင်အီတို့ရဲ့အေဂျင့်နေတဲ့ဘဝတွေကိုကြရက်ရိုက်ခတ်သွားစေပါတယ်ဖုန်းဆက်လာသူကတော့ဂျောင်အီရဲ့အမေကိုပြုစုပေးနေတဲ့အဖွားဖြစ်သူပဲဖြစ်ပါတယ်သူမကဂျောင်အီရဲ့အမေဟာအသေးတန်ဖျားနာနေပြီးမတေခင်မှာသမီးလေးကိုနောက်ဆုံးအကြိမ်တွေ့သွားခြင်းနဲ့ဆိုတဲ့အကြောင်းကိုငိုယိုပြီးအကူအညီတောင်းလာခဲ့တာပါဝူရှိဟာစိတ်ထဲမှာမတင်မကျဖြစ်နေပေမဲ့လည်းကလေးမလေးရဲ့ရှေ့ရင်းနဲ့အတိတ်ကနာကျင်မှုတွေကိုအဆုံးသတ်ပေးနိုင်ဖို့အတွက်တရုတ်ပြည်ကအိမ်လေးစီကိုဂျောင်အီကိုခေါ်သွားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ကိုရောက်တဲ့အခါမှာတော့အဖွားဖြစ်သူရဲ့ကြိုးစုံမှုကိုရရှိခဲ့တယ်လို့ကရင်ပေါ်မှာအသက်ရှူဆက်နဲ့အသက်လူနေရတဲ့အမေဖြစ်သူကိုမြင်လိုက်ရတဲ့အခါမှာတော့ဂျောင်အီလေးဟာဘာကိုမှမစင်စားနိုင်တော့ပဲဝမ်းနည်းပူဆွေးစွာနဲ့ပြစ်ဖက်ပါတော့တယ်အမေဖြစ်သူဟာအားရင်ချိနဲ့နေတဲ့ကြားကနေသမီးလေးကိုပြန်တွေ့ရလို့ဝမ်းသာမျက်ရည်တွေကျနေရှာပါတယ်သူမဟာဝူရှိကိုလည်းလှမ်းကြည့်ပြီးအကျွေးအတွက်အပေါင်ခံထားရတဲ့သမီးလေးကိုအခုလိုသမီးရင်ထက်မကပြုစုပြောင်းထောင်ပေးခဲ့တဲ့အတွက်အကြိမ်ကြိမ်ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်တကယ်တော့သူမဟာအဝေးကနေလည်းသမီးလေးကိုလာချောင်းကြည့်ခဲ့မှုပေမဲ့ဝူရှိနဲ့အတူပျော်ရွှင်နေတာကိုမြင်လို့မနှောက်ယှက်ပဲပြန်လှည့်သွားခဲ့တာပါအမေဖြစ်သူဟာနောက်ဆုံးထွက်သက်မတိုင်ခင်ဝူရှိကိုလက်ကိုဆွဲပြီးတောင်းဆိုစကားတစ်ခုပြောလာပါတယ်အဲ့ဒါကတော့ကြောင်အီမှာအဖေရင်းရှိနေသေးတယ်ဆိုတဲ့အချက်ပါပဲဝူရှိတယောက်အံ့ဩသွားခဲ့တယ်လို့အဖေဖြစ်သူကသမီးကိုစွန့်ပစ်သွားခဲ့တဲ့အတွက်ဒေါသလည်းထွက်မိပါတယ်ဒါပေမဲ့သူမရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်အဖေဖြစ်သူကိုရှာဖွေပေးဖို့သူကတိပေးလိုက်ရပါတယ်အမေဖြစ်သူဟာအေဂျင့်စွာနဲ့ပဲအသက်ပြောက်သွားခဲ့ပြီးကြောင်အီရဲ့ဘဝမှာအဖေရင်းဆိုသူကိုရှာဖွေဖို့ခရီးစဉ်အစ်စ်ကစတင်လာပါတော့တယ်ဝူရှိတယောက်ကြောင်အီရဲ့အဖေရင်းကိုတကယ်ပဲရှာတွေ့သွားမလားသူတို့သားအဖတွေရဲ့တန်ရောစင်ကရောဘလို့ဆက်ဖြစ်မလဲဆိုတာနောက်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးကြပါဦးခင်ဗျာဝူရှိကတော့သူ့ရဲ့သမီးလေးဂျောင်အီရဲ့မွေးဖခင်ကိုရှာတွေ့ဖို့အတွက်တမျိုးလုံးကိုပိုက်စိတ်တိုက်လိုက်စုံစမ်းခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့သမီးရဲ့အရင်ခောက်ခောက်အဖေကိုရှာတွေ့ခဲ့ပါပြီဒါပေမဲ့ကံကြမ္မာကရက်ဆက်လုံးပါတယ်အဲ့ဒီလူကအခုဆိုနောက်အိမ်ထောင်နဲ့အခြေတကျဖြစ်နေခဲ့ပါပြီမိမိကိုယ်တိုင်ပြုစုပြောင်းထောင်ခဲ့တဲ့သမီးလေးကိုတခြားလူစီလက်လွှဲပေးလိုက်ရတာဟာအတဲနှလုံးကိုအပိုင်းပိုင်းအဆအချင်းခံလိုက်ရတယ်လို့ပါပဲသမီးလေးရဲ့နောက်ကျောကိုကြည့်ပြီးကြံရစ်ခဲ့တဲ့ဝူရှိရဲ့မျက်လုံးတွေထဲမှာစကလုံးတွေနဲ့ဖော်ပြမရတဲ့ဝမ်းနည်းမှုတွေပြည့်ပါပဲတငယ်ချင်းဖြစ်သူကမင်းကတော့ကဘာမှာအနုံဆုံးအဖေပဲလို့ဆဲဆိုနေပေမဲ့သူဟာဘာမှပြန်မပြောနိုင်ပဲအရက်ကိုသာဖိတောက်နေမိပါတယ်အိမ်ပြန်ရောက်တော့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်ရှိနေတတ်တဲ့အိမ်လေးဟာအခုတော့အကြတန်တောင်ကြားရလောက်အောင်တိတ်ဆိတ်ချောက်ကပ်နေပါတယ်သမီးလေးရဲ့ငယ်စဉ်ကတပ်ပုံလေးတွေကိုကြည့်ပြီးတယောက်တည်းမျက်ရည်ကျနေတဲ့အချိန်မှာပဲအံ့ဩစရာကောင်းအောင်ဖုန်းလေးမြည်လာခဲ့ပါတယ်ဖုန်းထဲကနေထွက်ပေါ်လာတဲ့အဖေဆိုတဲ့ခေါ်တန်လေးဟာသူ့ရဲ့ညှိုးနှွမ်းနေတဲ့နှလုံးသားကိုရှင်သန်စေတဲ့စိတ်တစ်ခွက်လိုပါပဲသမီးလေးကအဖေကလာပို့ပြီးတော့ဘာလို့တယောက်တည်းထားခဲ့တာလဲအခုချက်ချင်းလာကြိုပါဦးလို့ပြောလိုက်တဲ့အခါမှာတော့အဖေကြီးရဲ့မျက်နှာမှာကဘာပေါ်မှာအပျော်ဆုံးအပြုံးတွေဝေစားသွားပါတယ်ဟုတ်ပါတယ်တွေးသားတော်ဆက်မှုထက်ပိုရေးကြီးတာကမေတ္တာတရားပါပဲအဖေကြီးဟာသူ့ရဲ့တူးရဲသောအချစ်တော်သမီးလေးစီကိုဆိုင်ကယ်လေးနဲ့အားတက်တရောသွားကြိုပါတော့တယ်ဒါပေမဲ့တိုးရှိဟာသွားကြိုတဲ့လမ်းမှာမတော်တဆမှုဖြစ်ပြီးပျောက်ဆုံးသွားခဲ့ပါတယ်လမ်းဘေးမှာတယောက်တည်းစောင့်နေတဲ့ကြောင်အီလေးကတော့သူ့အဖေရောက်မလာတော့ဘူးဆိုတာမသိရှာဘူးကြောင်အီနဲ့ဦးလေးကြောင်ဘဲတို့ဟာတိုးရှိကိုနေရာအနှံ့လိုက်ရှာခဲ့ပေမဲ့ဘာသေးလွန်စားမှမရခဲ့ပါဘူးကြောင်အီဟာအဖေဖြစ်သူကိုရှာဖွေဖို့ဘယ်တော့မှလက်မလျှော့ခဲ့ပဲ10နှစ်တိုင်တိုင်မျှော်လင့်ချက်တွေနဲ့စောင့်ဆိုင်နေခဲ့တာပါတနေ့မှာတော့ရဲစခန်းကနေဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်ပတ်တိုးရှိဆိုတဲ့အမည်နဲ့လူအိုကြီးတဦးကိုဂေဟာတစ်ခုမှာရှာတွေ့ထားကြောင်းသိလိုက်ရတဲ့အခါကြောင်အီရဲ့ရင်ထဲမှာမျှော်လင့်ချက်တွေပြန်လည်ရှင်သန်လာပါတယ်သူမဟာချက်ချင်းပဲအဲ့ဒီနေရာကိုအပြေးလွှားသွားခဲ့ပါတယ်အဲ့ဒီမှာသူမတွေ့လိုက်ရတာကတော့ငငယ်ကသူမကိုချီပိုးခဲ့တဲ့တန်မာတဲ့အဖေမဟုတ်တော့ပဲယောဂဝေဒနာတွေကြောင့်အိုမင်းမစွမ်းဖြစ်နေတဲ့လူအိုကြီးတဦးကိုသာတွေ့လိုက်ရပါတယ်တိုးရှိဟာသူမကိုမမှတ်မိတော့ပါဘူးသူ့ရဲ့မှတ်ဉာဏ်တွေကလုံးဝသူ့ညဖြစ်နေပါပြီ။ကြောင်အီကငိုယိုပြီးသူမဟာသမီးဖြစ်ကြောင်းပြောပြပေမဲ့တိုးရှိကတော့အကြောက်တရားတွေနဲ့ငေးကြည့်နေုံသာတတ်နိုင်ရှာပါတယ်။ဒါပေမဲ့တိုးရှိအမြဲကင်ထားတဲ့အိမ်ဟောင်းလေးထဲမှာတော့ကြောင်အီငငယ်ကပေးခဲ့တဲ့အမတ်တရားပစ္စည်းလေးတွေနဲ့အပေါင်းလို့အတိတ်ပဲရတဲ့သူမရဲ့နာမည်ပြောင်းလေးကိုရေးထွင်းထားတာတွေ့လိုက်ရပါတယ်။ဒါဟာသူ့အုံနောက်ကမမှတ်မိတော့ပေမဲ့သူ့ရဲ့နှလုံးသားကတော့သမီးကိုဘယ်တော့မှမမေ့ခဲ့ဘူးဆိုတာသက်သေပြနေတာပါ။ကြောင်အီကအဖေလို့ခေါ်လိုက်တဲ့အခါမှာတော့မှတ်ဉာဏ်တွေမရှိတော့တဲ့တိုးရှိရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝဲလာခဲ့ပါတယ်။ဒီလိုနဲ့ကြောင်အီဟာသူမရဲ့အဖေတိုးရှိကိုအကောင်းဆုံးပြန်လည်ပြုစုခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြောင်အီရဲ့မင်္ဂလာပွဲလေးကိုရောက်ရှိလာခဲ့ပါပြီ။အဖေဖြစ်သူတိုးရှိဟာသမီးလေးရဲ့လက်ကိုတွဲပြီးမင်္ဂလာလမ်းလျှောက်လမ်းအတိုင်းလျှောက်လန်းလာခဲ့ပါတယ်။တွေးသားမတော်ဆက်ပေမဲ့တကယ်အဖေရင်းတယောက်လိုပဲသမီးလေးကိုလူကောင်းတယောက်လက်ထဲအနှင်းပေးခဲ့တာပါ။ဒါဟာသူတို့သားအဖနှစ်ယောက်အတွက်အပျော်ဆုံးနဲ့အထီးမိဆုံးအခိုက်အတန့်လေးပါပဲ။အပေါင်းပစ္စည်းဘဝကနေအဖေရဲ့တမိုးအရှိဆုံးယတနာလေးဖြစ်လာခဲ့တဲ့ကြောင်အီရဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပျော်ရွှင်စွာနဲ့ဆက်သိမ်းသွားပါပြီ။စစ်မှန်တဲ့မေတ္တာတရားဟာတွေးသားထက်ပိုမိုခိုင်မြဲတယ်ဆိုတာကိုဒီစကားလေးကသက်သေပြသွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။နောက်ထပ်စကားကောင်းလေးတွေဆက်တင်ပေးမှာမို့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်